Australia နိုင်ငံ Brisbane မြို့မှာ Sawadee Thailand 2026ပွဲတော်ကိုကျင်းပခဲ့ပါတယ်။ Sawadee Thailand Brisbane Thai Festival ဆိုတာ Australia နိုင်ငံ Queensland ပြည်နယ် Brisbane မြို့မှာထိုင်းယဉ်ကျေးမှုကိုဆင်နွှဲဖို့နှစ်စဉ်ကျင်းပတဲ့ပွဲတော်တစ်ခုပါ။နှစ်တိုင်းမှာဒီပွဲတော်ကထိုင်းအတိုင်းဝိုင်းတွေနဲ့အတူနောက်ခံမတူညီတဲ့လာရောက်လည်ပတ်သူအသီးသီးကိုစူးစီးပေးပြီးထိုင်းရိုးရာဓလေ့တွေအစားအစာတွေတေးဂီတတွေနဲ့ယဉ်ကျေးမှုဆိုင်ရာလှုပ်ရှားမှုတွေကိုအတူတူပျော်ပါးခံစားနိုင်အောင်ဖန်တီးပေးပါတယ်။ပွဲတော်ကိုတော့ Brisbane မြို့လယ်ခေါင်မှာရှိတဲ့ King George Square မှာကျင်းပလေးရှိပြီးလာရောက်လည်ပတ်သူတွေအလွယ်တကူသွားလာဆင်နွှဲနိုင်မဲ့နေရာကောင်းတစ်ခုလည်းဖြစ်တာပေါ့။ဒီပွဲတော်ရဲ့အဓိကအစွဲဆောင်နိုင်ဆုံးအစီအစဉ်တစ်ခုကတော့ Miss Brisbane Thailand Festival အလှမယ်ပြိုင်ပွဲပဲဖြစ်ပါတယ်။ဒီပြိုင်ပွဲဟာအလှအပယုံကြည်မှုပါရမီနဲ့ထိုင်းယဉ်ကျေးမှုအပေါ်ဂုဏ်ယူဝန်းကြွားမှုတွေကိုဖော်ကျူးပေးတာပါ။ပြိုင်ပွဲဝင်တွေဟာလှုပ်ရှားမှုအမျိုးမျိုးမှာပါဝင်ရှင်ပြိုင်ကြပြီးစင်ပေါ်မှာလည်းလှပဆန်းပြတဲ့ထိုင်းရိုးရာဝတ်စုံတွေကြော်ရှင်းတဲ့ဝတ်စုံတွေကိုဝတ်ဆင်ပြီးအလှပြကြပါတယ်။ဒါအပြင်သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးအရေးချင်းတွေနဲ့ထိုင်းယဉ်ကျေးမှုအပေါ်ထားရှိတဲ့ချစ်မြတ်နိုးစိတ်တွေကိုလည်းဝေမျှကြတဲ့အတွက်ဒီပြိုင်ပွဲကရိုးရိုးအလှမယ်ပြိုင်ပွဲတစ်ခုထက်ပိုပြီးထူးခြားတာပေါ့နော်။ပွဲတော်မှာထိုင်းရိုးရာအကဖျော်ဖြေမှုတွေဓာတ်ရိုက်တေးဂီတဖျော်ဖြေပွဲတွေနဲ့ယဉ်ကျေးမှုဆိုင်ရာပြပွဲတွေလည်းပါဝင်ပြီးလာရောက်လည်ပတ်သူတွေကိုထိုင်းနိုင်ငံရဲ့ကျွဲဝါးတဲ့သမိုင်းကြောင်းနဲ့ရိုးရာဓလေ့တွေအကြောင်းမိတ်ဆက်ပေးပါတယ်။တကယ်ထိုင်းလက်ရာစစ်အစားအစာမျိုးစုံကိုမြည်ဆန်းနိုင်တယ်လို့ထိုင်းထုတ်ကုန်တွေရောင်းချတဲ့ဈေးဆိုင်နှန်းတွေမှာဈေးဝယ်ထွက်နိုင်ပြီးတော့တနေ့တာလုံးမိသားစုတွေနဲ့ဆင်နွှဲလို့ရမယ့်လှုပ်ရှားမှုတွေမှာလည်းပါဝင်နိုင်ပါတယ်။ဒီ Sawadee Thailand Brisbane Thai Festival ဟာ Australia မှာထိုင်းယဉ်ကျေးမှုကိုပိုပြီးလူသိများအောင်မြင့်တင်ပေးတယ်လို့ထိုင်းနဲ့ Australia နှစ်နိုင်ငံကြားကချစ်ကြည်ရေးကိုလည်းပိုမိုခိုင်မာစေပါတယ်။